အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday TV Channel ကနေ notice ဆိုတော့ကွန်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မေလ16ရက်နေ့ကျွန်တော်တို့ Happy Birthday TV Channel ကနေတင်ဆက်ပေးမယ်မွေးနေ့စီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့ဗီတာမင်ပဲဖြစ်ပါတယ်ခင်ဗျာ Happy Birthday ဒီနေ့မေလ16ရက်နေ့မှာရောက်ရှိလာတဲ့ဗီတာမင်ရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုတော့ပဲခူးမှာနေထိုင်နေချီရတဲ့ပြိတ္တမီမီကနေဝင်းနေစုမွေကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗီတာမင်ရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုပြိတ္တမီမီဆူတောင်းပေးထားတဲ့ဝင်းနေဆူတောင်းလေးတွေရတော့ Happy Birthday ပါဦးဦးရေဝင်းနေမှာစာနောက်လာမယ့်နေ့ရက်တိုင်းချိန်တိုင်းမကောင်းတဲ့မှန်သမျှအဝေးကိုရောက်ပြီးကောင်းခြင်းဆိုတဲ့အရာတွေသာဦးစီကိုရောက်ပါသေးနော်ချီရတဲ့မိသားစုနဲ့လည်းပျော်ရွှင်သွားနေနိုင်ပါသေးအသက်တစ်ကြိမ်ရှူလိုက်တိုင်းဦးကိုချစ်တဲ့သူတယောက်တိုးပါသေးဦးရေလူပညာလမ်းကြောင်းပေါ်မှာလည်းအတိုက်ခိုက်ကင်းစွာရှောက်လန်းနိုင်ပါသေးလို့ဆုတောင်းပေးလိုက်ပါရနော်ဦးကိုအမြဲအားပေးပြီးချစ်နေမယ် Race ထီတဲ့ရတရားမိမိပကူဆိုပြီးတော့ဗီတာမင်ရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုပြိတ္တမိမိကနေမွေးနေ့စမွေကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗီတာမင်ရဲ့ Happy Birthday TV Channel ကနေလည်းဒီနေ့မေလ16ရက်နေ့မှာရောက်ရှိလာတဲ့ဗီတာမင်ရဲ့မွေးနေ့ရဲ့မျက်လေးကိုထပ်ဆင့်မွေးနေ့စမွေကောင်းလေးတောင်းဆိုပေးကြပါတယ် Happy Birthday ပါခင်ဗျာမွေးနေ့ကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်သွားနေထိုင်နိုင်ပါသည်နေ့ရက်တိုင်းကိုအေဂျင့်စွာဖြစ်တန်းနိုင်ပါသည်ဘောအရင်အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါသည်အလုပ်ကိုင်တွေလည်းထိထမကအဆင်ပြေပြီးတော့စီးပွားလလပါများလည်းတည်ရလာတွေ့တတ်ပါသည်မျက်နှာပြင်ချစ်ခင်အတန်ကြာတနာပါသည်ဆိုတဲ့စိတ်ကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကတိတုံးမှာရင်းနှီးမင်္ဂလာပါပေးရနေလည်းခင်ဝင်နိုင်ပါသည်ဘဝမှာမရှိစကားမကြားပဲနဲ့သက်ရှိကြမ်းမှပျော်ရွှင်ပြီးတော့ကောင်းသောလူရင်းစနမန္တများပြေဝပါသည်လို့ဒီနေ့မေလ16ရက်နေ့မှာရောက်ရှိလာတဲ့ဗီတာမင်ရဲ့မွေးနေ့ရဲ့မျက်လေးကို Happy Birthday TV Channel ကနေလည်းထပ်ဆင့်မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday TV Channel ကနေဆုတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ